မြန်ပြေးနိုင်တဲ့ကြီးမားတဲ့စက်ဘိန်းတွေဟာဘာကြောင့်အခုအချိန်ထိပြန်လည်လူကြိုက်များလာခြင်းမရှိသေးတာလဲအကယ်၍ဒီစက်ဘိန်းတွေကိုကြဲကြဲပြန့်ပြန့်အသုံးပြုခဲ့ပါကအလုပ်တို့အချိန်မီရောက်ရှိရန်ပုံငိုလွယ်ကူမီမဟုတ်ပါလားတကယ်တော့ဒီလိုပုံစံရှိတဲ့စက်ဘိန်းတွေဟာ19ရာစုတုန်းကတော်တော်လူကြိုက်များခဲ့ပါတယ်အဲ့ဒီအချိန်မှာနည်းပညာပိုင်းကန့်သက်ချက်များကြောင့်စက်ဘိန်းတွေမှာချင်းကျိုးမရှိသေးပါဘူးခြေနှင်းနဲ့ရှေ့ဘိန်းကိုတိုက်ရိုက်ချိတ်ဆက်ထားပြီးခြေနှင်းတစ်ပတ်လှည့်လိုက်ရင်ဘိန်းတစ်ပတ်သာရွေးနိုင်သည်ဒါကြောင့်နှုံးမြင့်ဖို့အတွက်ဘိန်းရွယ်စားကိုကြီးအောင်လုပ်ရန်သာတစ်ခုတည်းသောနည်းလမ်းဖြစ်ခဲ့တယ်ဒါကြောင့်ပဲဘိန်းနှလုံးအရွယ်တူဒီဇိုင်းကနေရှေ့ဘိန်းကြီးပြီးနောက်ဘိန်းငယ်တဲ့ဒီဇိုင်းကိုပြောင်းခဲ့တာပါဒီလိုဒီဇိုင်းကစက်ဘိန်းကိုပုံမြန်စေခဲ့တာမှန်ပေမဲ့ဖင်နိုင်ကုန်မြင့်တက်သွားတာကြောင့်စက်ဘိန်းစီးရာမှာတည်ငြိမ်မှုနည်းသွားပါတယ်အကယ်၍အတားစီးတစ်ခုခုနဲ့တိုးမိလျင်ရုတ်တရက်အမြန်ရဲ့ရင်တောင်လဲဖို့လွယ်ပါတယ်စတင်တက်မစည်းခင်မှာတော့သူများကအကူအညီပေးရဖို့လိုပါတယ်အထူးသဖြင့်စတင်အစည်းတင်သူတွေအတွက်ခုံပေါ်ကိုတက်ရန်အကူအညီလိုအပ်ပါတယ်ခုံပေါ်သို့တက်နိုင်ခဲ့ရင်တော့ပြန်ဆင်းဖို့အတွက်ပြဿနာတစ်ခုဖြစ်ပြန်နေအချို့စတင်စည်းသူများအတွက်ကတော့အန္တရာယ်မဖြစ်ဘဲဆင်းနိုင်မလားဆိုတာကတော့ကံပေါ်မူတည်ပါတယ်